မွေဟောက်တကောင်ဟာအန်ရွယ်ကိုလုံးဝမမြင်နိုင်မဲ့အမားကြီးတစ်ခုကိုလုံးမိခဲ့ပါတယ်ဒီအမားတစ်ခုကတင်ထင်ထားတာထက်တောင်ဒီမွေဟောက်တကောင်အတွက်ပိုပြီးဆိုးရွားနိုင်ပါတယ်မွေဟောက်တကောင်ကအစာရှာဖို့ထွက်လာတဲ့အခါဒီအဖြစ်အပျက်တွေအားလုံးစတင်ခဲ့ပါတယ်အစိပ်ပြင်းတဲ့မွေဟောက်တကောင်ကအနီးနားမှာအစာစားနေတဲ့ကြွက်ငယ်တကောင်ကိုတွေ့သွားခဲ့ပါတယ်ထိုအချိန်မှာပဲမွေဟောက်ကသူ့ရဲ့အစာအတွက်တိုက်ခိုက်မှုစတင်ခဲ့ပါတယ်ဒါကိုမြင်တော့ကြွက်ငယ်ကအစိပ်ရှိတဲ့မူဆိုးရဲ့အစာဖြစ်ကနေလွတ်မြောက်ဖို့အတွက်လျင်မြန်စွာပဲပြေးထွက်သွားခဲ့ပါတယ်ကြွက်ငယ်ကမွေဟောက်ရဲ့လက်ကနေလွတ်မြောက်ဖို့ကြိုးစားရင်းပရွက်စိတ်မီအုံတစ်ခုပေါ်ကိုတက်သွားမိခဲ့ပါတယ်ထိုအခါပရွက်စိတ်မီတွေကကြောက်လန့်ပြီးခဏလေးတွင်းမှာပဲကြွက်ငယ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်သွားကြပါတယ်တခဏအတွင်းမှာပဲပရွက်စိတ်မီတွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်ကြွက်ငယ်ဟာတေဆုံးသွားခဲ့ရပါတယ်ထိုအချိန်မှာပဲမွေဟောက်ကရောက်လာပြီးသူ့ရဲ့သားကောင်ဟောင်းအတွက်နှစ်ခါမစင်စားပဲချက်ချင်းဖမ်းယူစားတော့ဖို့ပြင်လိုက်ပါတယ်ဒါဟာသူ့အတွက်အကြီးမားဆုံးသောအမှားတစ်ခုပါပဲချက်ချင်းဆိုသလိုပရွက်စိတ်မီထောင်ပေါင်းများစွာဟာမွေဟောက်ကိုတပြိုင်နက်တည်းတိုက်ခိုက်ကြပြီးပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေခဲ့ပါတယ်နာကျင်လုံးတဲ့ဒဏ်ကြောင့်မွေဟောက်ဟာဆက်လက်မခံနိုင်တော့ပဲရေထဲကိုပြေးဆင်းသွားခဲ့ပါတယ်သို့တော်လည်းပရွက်စိတ်မီတွေကသူထင်ထားတာထက်ပိုပြီးဆိုးရွားနေခဲ့ပါတယ်လွတ်မြောက်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အရာမထင်ခဲ့ပါဘူးပရွက်စိတ်မီတွေကပုံမများပြားစွာဝိုင်းရံထားခဲ့ပါပြီထိုအချိန်မှပဲမွေဟောက်ကသူ့ရဲ့အမားကိုနားလဲသွားခဲ့ပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီမွေဟောက်ကပရွက်စိတ်မီတွေရဲ့တိုက်ခိုက်မှုများကိုဆက်လက်မခုခံနိုင်တော့ပဲနောက်ဆုံးမှာတော့တေဆုံးသွားခဲ့ရပါတော့တယ်